အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျွန်နီရွေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Survivor Series တစ်ခုစနေပါတယ် Survivor Series ရဲ့နာမည်ကတော့ Naughty Craft လို့ခေါ်ပါတယ်ခင်ဗျကျွန်တော်ဒါပြောတကောလေးနဲ့ရိုက်တဲ့အတွက်ကြောင့်မလို့ subscribe နဲ့ like လေးကိုလုပ်ပေးကြပါဦးထုံးစံတိုင်းပဲကျွန်တော်တို့ Survivor Series ကနေကျွန်တော်တစ်ခေါက်ပဲပြီးတော့ Craving TV လုပ်ပြီးကျွန်တော် Pickaxe လုပ်လိုက်ပါတယ်ပြီးတော့ Scorpion Stone ကိုကျွန်တော်တူးခဲ့ပါတယ်ခင်ဗျအဲ့လိုတူးနေတဲ့အချိန်မှာနောက်ကနေ zombie 3 ခါရောက်လာပါတယ်ခင်ဗျကျွန်တော်လေးပြေးရပါတယ်နောက်ဆုံးမှာအဲ့ဒီ zombie 3 ခါကျွန်တော်တေးသွားခဲ့ပါတယ်ခင်ဗျအဲ့ပြီးတော့ねကျွန်တော် stone တွေကိုကျွန်တော်လုပ်ခဲ့ပါတယ်ခင်ဗျfurnace မှာထပ်လုပ်လိုက်ပါပြီခင်ဗျကျွန်တော်အိဆောက်ကိုလည်းတွိုင်းနေကျွန်တော်မိုင်းရင်းတူရီကိုတွေ့ရပါတယ်ဝိုင်းနဲ့ဝတ်ကောင်တွေ့ရတော့တက်လိုက်ပါတယ်လို့တော့နောက်ဆုံးတိုးတစ်ကောင်တက်လိုက်ပါတယ်ခင်ဗျရောဘေးနားမှာရှိအားလုံးတွေ့ခဲ့ပါတယ်ခင်ဗျဟိုးရောပဲပြီးတော့ညရောက်တော့မှမလို့အိပ်ရလုံးလိုက်ပါတယ်ပြီးတော့အိပ်လိုက်ပါတယ်အိပ်ပြီးပြန်လို့တော့ furnace တွေမှာတိုးသားချက်လိုက်ပါတယ်ခုနကတိုးပြီးရလာတဲ့ iron လေးနဲ့ရှီးတစ်ခုလုပ်လိုက်ပါတယ်ယောကျွန်တော်ချောရမလားချောရဆိုကျွန်တော် like and subscribe လေးလုပ်ခဲ့ပါပြီးတော့အိမ်ရှာဖို့အတွက် furnace နဲ့ craving table လေးကိုပြီးတော့တွားပါတယ်ခင်ဗျအိမ်ရှာကြာတဲ့အတွက်ကျွန်တော် view လေးကိုနည်းနည်းတော့မြန်ပေးထားပါတယ်ခင်ဗျအော် bro ဒီမှာကျွန်တော် cave လေးတစ်ခုတွေ့ရတယ် bro cave ကတော့လုံးဝအကြီးပါဗျာတော့အင်းဆောက်လို့ကောင်းမယ့်နေရာကိုကျွန်တော်ဆက်ပြီးတော့ရှာလိုက်ပါတယ်ခင်ဗျာအော်ကျွန်တော်ဒီနေရာလေးကကောင်းတယ်လို့ထင်တယ်ဒါကြောင့်လို့ဒီနားမှာကျွန်တော်အိမ်ဆောက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျအိမ်ဆောက်ဖို့တော့ကျွန်တော်တစ်သားတွေတွားတူပါတယ်ခင်ဗျတစ်သား29တုံးရပါတယ်ဒါကြောင့်မလို့အိမ်ဆောက်ဖို့တော်တော်လုံလောက်ပြီးတော့ကျွန်တော်ထင်တဲ့အတွက်ကြောင့်ဒီလောက်ပဲတူခဲ့ရကြီးဖြစ်ပါတယ်ခင်ဗျကျွန်တော်အိမ်ဆောက်တာတော့ CI မဟုတ်ပါဘူးခင်ဗျကျွန်တော်စိတ်ထဲမှာရှိတယ်ကျွန်တော်ဆောက်လိုက်တာပဲဖြစ်ပါတယ်
ဒီလိုကိုကျွန်တော်တဲလေးတူးခဲ့ပါတယ်ခင်ဗျာအဲ့နေရာမှာတစ်သားလေးတွေအစာထိုးခဲ့ပါတယ်ပြီးတော့ခေါင်းမိုးလို့ဖို့အတွက်ကော်ပစတုံးတွေတွားတူးခဲ့ပါတယ်ကော်ပစတုံးတွေကိုကော်ပစတုံးစလက်အဖြစ်ကျွန်တော်ပြောင်းလိုက်ပါတယ်ခင်ဗျာဆုံးအိမ်ပြီးသွားတဲ့အတွက်ကျွန်တော် torch လေးတွေဘေးနားမှာလိုက်ထိုးလိုက်ပါမယ်အိမ်ပြီးသွားတဲ့အတွက်ကျွန်တော်ဒီနေ့ဗီဒီယိုရဲ့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာလိုက်တွေ့ကြမယ်အော် wait a minute like and subscribe လုပ်ဖို့မမေ့နဲ့အောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်